ဒီလိုသာသိတမန်တော်တော်ကိုဒီသူတို့က25ရာခိုင်နှုန်းရရှိထားတာဟာဘယ်လိုလဲသာဝအုပ်ချုပ်ရေးမှုမှာဒီနည်းနဲ့သာသာကြီးဖြစ်ပါတယ်ဗျာတမန်တော်ရဲ့ဒီလာနိုင်ငံရေးဥဆောင်မှုကိုလောကယုံကြည်ထောက်ခံပါတယ်ဗျာဒီလာနိုင်ငံရေးဥဆောင်မှုတစ်ခုတည်းပုံမအောင်မြင်အောင်ဒါတွေလွယ်လပ်ချက်တွေရှိနေပါလေဗျာဒီနည်းထားပါတယ်ဗျာဒီနည်းနဲ့ကိုသိကြရပါတယ်ဒီလိုတော့ဆက်ကြတာကြာတော့ရှင်းနေတယ်ဗျာအဲ့ဒါကိုဦးဇင်းတို့ကိုတွေ့နေတဲ့အမြင်တွေပြောင်းလဲတဲ့ပုံနဲ့ရှိတယ်ပေါ်ခေါ်ဒီလိုဥပ္ပဒေမှာနေရတော့နေတဲ့နိုင်ငံရေးစနစ်ရဲ့နေရှိဒီလိုနဲ့ဘာလို့ရှင်းနေတာတော့နိုင်ငံရေးကြောင်းနဲ့ပြောပြီးနိုင်ငံရေးသမားတွေကြောင်းနဲ့ဟောပြီးအဲ့ဒီအချိန်မှာနိုင်ငံရေးအခြေအနေအပေါ့ဘာလို့ကိုယ်တော်ဆုံးနေတဲ့ဒီလိုနိုင်ငံရေးတွေကဟောဖြစ်တယ်ဆိုပြီးတော့အားရရှိတဲ့လူတွေလည်းတော့ကိုယ့်ရဲ့အိမ်အားရနေတာလို့သူတို့လည်းအားရရှိတာဘာလို့လဲအဲ့ဒီလိုမဟုတ်တဲ့အခါလူတွေအဲ့ဒီကတော့ဒေါသစကြရဲ့ကောင်းတော့ဘုဒ္ဓဝိသရှိသူတို့တော့ဆက်နေတာသူတို့ဆက်နေတာတော့လည်းလာပြီးတော့လည်းသူ့ကိုသိအဲ့တော့ဒီလိုတွေမှာလူကအဲဒီမှာတော့ဥက္ကဋ္ဌကိုခက်တယ်အောင်ကြီးသူ့လည်းဒီကနေ့ရကောင်းတယ်ဟိုတက်တော်အဲ့ဒီရှိအဲ့ဒါအုပ်ချုပ်နေရတယ်ခက်တဲ့အုပ်ချုပ်သူတွေသူကအဲ့ဒီရှိအားရလာတော့ဒီလိုစကားကိုယ်လည်းကျွတ်တော်လို့နေရဟုတ်ကြည့်ပါအဲလိုလိုစံကြည့်တော်တော်လည်းတကယ်ရုပ်ကိုလည်းရှိတယ်ဒီကိုကြားရတော့အဲ့ဒါလည်းသက်တော်လည်းဒီသက်တော်လည်းဒီပေါ့အဲ့လိုအဲ့ဒီကောင်းနေတော့ဘယ်ရှိနေကြတော့လဲဟုတ်ဟုတ်တယ်ဆိုတော့ရှိဟုတ်တယ်ဘာလို့လဲဘာမောင်းလို့ဘောင်းလို့ဘောင်းတော့အဲ့ဒီတိုင်းလာတယ်ဘုရားတော်ကိုပြီးတော့ဘုလုံးအကျဉ်းချထားတဲ့အချိန်မှာသူ့အမြင်ဟောတော့အဲ့ဒီတော့သူ့ကူးပဲဒီလိုမှလည်းဒီလိုပါလားလို့ဘုရားသိတယ်။ဒါနဲ့ဒီလိုမှလည်းပါဒီလိုမျိုးတွေပြောနေတယ်ဒီလိုမျိုးတွေလူတွေနာတယ်ဒီလိုမျိုးတွေပြောနေတယ်ကိုယ်ကိုယ်ပြောရတယ်။အဲ့တော့ကိုယ်ကိုယ်ပြောရတယ်ရှင်းလာတယ်ဘယ်လိုသားလို့ဖြစ်တယ်။ဒီလိုမျိုးတွေဖြစ်တယ်။ဘာသာတော်လို့ဖြစ်တယ်။သူ့ကိုကြည့်ကြည့်တော့အဲ့လိုဟုတ်ဘူးငါကဒီလိုလို့သက်သာပေါ့လေအဲ့လိုလားအဲ့လိုလည်းလားကိုလာတော့တာဒီလိုဆိုတော့ပြန်လာတာဒီဘုံဘုံကဘုရားကြီးမောင်းခလာပဲတကယ်အမြင်ရတဲ့အခါကျတော့သိတယ်သူကအမုန်းကနေလည်းရှောင်တယ်အဲ့ဒီလိုသာသိတမန်တော်တော်ကိုဒီသူတို့က25ရာခိုင်နှုန်းရရှိထားတာဟာဘယ်လိုပါလဲဒီလိုတွေအားရရာခိုင်နှုန်းတို့တော့ရှိမှဖြစ်တာအဲ့တော့လည်းဘယ်လိုမျိုးတွေကဒီမှာအားဘယ်လိုမျိုးဘယ်မှာလာတာလဲဘယ်လိုမျိုးသူကဘယ်လိုလုံးဆောင်တာလဲဆောင်တာသူတို့ကိုသွားရှိတယ်အားလုံးအကုန်လုံးကိုဒီလိုသိသွားတယ်သိသွားတဲ့အချိန်မှာအဲဒီကဘာလို့လဲစကားမှာလည်းများများတော့အဲ့ဒီလိုမျိုး
တိုင်းကိုကောင်းဝင်နိုင်မယ်ဆိုတဲ့ဒီအမြင်ကြောင်းပါတဲ့အခါကကိုယ်ရင်လုံးကသူ့နေရတာဒီကိုယ်ဒီကဟောခဲ့နေတာမှားကြောက်လို့ကဒီနေရာမှာမှားတယ်ဆိုတာမျိုးကိုရိုးရှင်းတာဟောခံတယ်ဗလားအဲ့တော့ဥပ္ပဝခံကနာပြည်သူကတော့အများကြီးဒီပါလေ